ကောင်းကင်သားကိုင်းရဲ့ချစ်စရာကောင်းတဲ့သမီးငယ်လေးဖူပင်လေးနဲ့သူမရဲ့ဂိုင်းသားတွေဟာမိစ္ဆာလောကတွေကကူတစ်ခုထဲမှာပုံအောင်နေထိုင်ရင်းစားလောင်မှုကိုဖြစ်ဖြောက်ဖို့အတွက်ဟင်းချက်ကြပါတယ်။အိုးထဲကနေတအီးထွက်နေတဲ့မွေးရနံ့ကိုရှူရှိုက်ရင်းဖူပင်လေးကဒီနေ့ဟင်းကအယမ်းမွေးတာပဲဟုဝမ်းသာအားရအော်ဟစ်လိုက်ပါတယ်။စတုတ္ထဂိုင်းတူအကိုကငါတောင်ကြားထဲမှာမှုအစ်တစ်မျိုးတွေ့ခဲ့လို့မွေးလုံးနာနဲ့နည်းနည်းလောက်ထည့်ချက်ထားတာဟုပြုံးလျက်ဆိုသည့်6ခုမြောက်ဂိုင်းတူအကိုကစာအုပ်ကိုလန်လောကြည့်ရှုရင်းပုံတံကမီးအောင်ထိမှုနဲ့လဲတူတယ်ရွတ်မွေးပင်နဲ့လဲတူတယ်ဟုစမ်းစစ်နေစဉ်အကိုကြီးချင်းချန်ကစားလို့ရလားဟုမေးရသူကဒီနှမျိုးလုံးကတော့စားလို့ရပါတယ်ဟုစိတ်ချလက်ချပြန်လဲဖြေကြခဲ့သည်ထို့ကြောင့်အားလုံးကဟင်းရည်ကိုအားရပါရတောက်ကြပါတော့သည်ဖူပင်လေးသည်လည်းငိမ့်ရှက်စွာတောက်ရင်းမွေးလိုက်တာအယမ်းမွေးတာပဲဒါပေမဲ့မွေးတာကတမျိုးကြီးပဲသမီးစိတ်ထဲမှာတခုခုထူးဆန်းနေတယ်လို့ပဲဟုစဉ်းစားမိတော့လဲစားလောင်နေတစ်ဖြစ်ဆက်လက်တောက်သုံးလိုက်သည်တိုးတော်ခဏအကြာတွင်မိုးစိတ်များတက်လာကအားလုံးစတင်ယူတုကုန်ကြတော့သည်တုံးကြီးကဲဖုံးကြီးအိုကြီးသည်တမျက်စိကိုဘေးနားချကတယောက်တည်းပြုံးပျော်ရင်မောနေပြီးဖူပင်လေး၏မျက်စိရှိတွင်လဲကဘာမြေပြင်မှမိုးရုပ်ကလေးများပေါ်ထွက်လာကကခုံကြဆုဟဲဟုအော်ဟစ်လျက်စီးချက်ကြကခုံနေကြသည်ဖူပင်လေးသည်မျက်လုံးများကိုပုတ်တက်ကဒါကစိတ်ကူးရင်တာမဟုတ်ဘူးတကယ်ကြီးကနေကြတာပဲဟုကြောက်ရွံ့တုန်လို့စွာအော်ဟစ်လိုက်သည်တစ်ချိန်တည်းမှာပင်6ခုမြောက်ဂိုင်းတူအကိုသည်မြေပြင်ပေါ်ရှိမျက်ပင်လေးတစ်ပင်ကိုကင်လျက်မင်းနာမည်ကပါလဲမျက်ပင်လေးလားအရန်ရိုးလုံးနဲ့ငါမင်းကိုနာမည်အစ်စ်ပေးရမလားအော်မင်းကနာမည်ဟောင်းကိုပဲကြိုက်တာလားကောင်းပြီဒါဆိုလဲမျက်ပင်လေးပေါ်ဟုစိတ်ပြက်လက်ပြက်ဖြစ်စကားပြောနေသည်အခြားတစ်ဖက်တွင်လဲစတုတ္ထဂိုင်းတူအကိုကကျိုးပဲ့နေတော့ဒါကိုပုတ်တက်ကညီလေးမင်းကွဲသွားတာငါသိပါတယ်ဒါပေမဲ့မငိုပါနဲ့ငါပြန်ရင်အတော်ဆုံးလက်နက်ပညာရှင်နဲ့ပြန်ပြင်ပေးမယ်ဘာမင်းကကြောက်မြက်ရတနာတွေစီချင်တာလားကောင်းပြီအကုန်စီပေးမယ်ဟုချုံမော့နေပြန်သည်9ခုမြောက်ဂိုင်းတူအကိုကတော့မှန်တစ်ချက်ကိုကင်ကမင်းဒီနေ့စပင်ပုံစံကမစိုးဘူးပဲဟုဆိုရမှန်ထဲမှာပုံရိပ်ကမင်းလဲအတူတူပါပဲဟုပြန်ပြောတဲ့အောင်ထင်ရောက်ထင်မှဖြစ်နေသည်ဒင်းကမင်းမျက်လုံးတွေကတကယ်လာတာပဲဟုဆက်ဆိုရပုံရိပ်ကလည်းမင်းလဲအတူတူပါပဲဟုပြန်ဖြေသည်မင်းကငါမြင်ဘူးတမျှထဲမှာအတော်ဆုံးဓာတ်ကျင့်ကြံသူပဲမင်းလဲအတူတူပါပဲဟုတယောက်တည်းယူသွစွာချီးကျူးနေသည်ဖြင့်ဖူပင်လေးက9ခုမြောက်ဂိုင်းတူအကိုတော်လောက်ပါပြီဟုစိတ်ပြက်စွာဆိုလိုက်သည်6ခုမြောက်ဂိုင်းတူအကိုသည်လည်းမြေပြင်ပေါ်၌စာအုပ်ကိုတင်ကစာလုံးများကိုအပြင်းထန်ရေးသားနေသည်ဖူပင်လေးက6ခုမြောက်ဂိုင်းတူအကိုကတော့တကယ်ကိုသူပဲသူကိုယ်တိုင်ယူသွနေတာတော့မှန်တင်ဖို့တတိယနေသေးတယ်ဟုတွေးနေစဉ်အကိုကြီးချင်းချန်သည်လက်ထဲတွင်ဓာတ်မပါပဲကောင်းကင်ရန်ထက်သို့အစွမ်းထက်လာသောဓာတ်ကွက်များကိုကစားပြနေသည်ဖူပင်လေးကတကယ်လို့အကိုကြီးလက်ထဲမှာဓာတ်တစ်စင်းသာရှိရင်ဒါကတေချာပေါက်နတ်ဖျားအဆင့်ဓာတ်ကွက်ပဲဒါပေမဲ့ပြဿနာကသူ့လက်ထဲမှာဓာတ်မရှိဘူးသူကလေထဲကိုပဲဓာတ်ကွက်တွေကစားနေတာဟုစိုးရိမ်တကြီးတုံးတက်နေသည်ထိုစဉ်တုံးကြီးကဲဖုံးကြီးအိုကြီးသည်လက်အုပ်ချီလေးပြုံးနေသည်ဖြင့်ဖူပင်လေးကအဖိုးကြီးကဲအစင်ပြေရဲ့လားဟင်ဟုမေးရသူကဖူပင်လေးစောစောကမြတ်စွာဘုရားကငါစီကြွလာခဲ့တယ်ငါကိုရှေးဟောင်းရတနာဖြစ်တဲ့ပရိတကုံးနဲ့တပိတ်တလုံးပေးခဲ့တယ်ဒါပေမဲ့ငါကညင်းလိုက်တယ်ငါကတကယ်ဖုံးကြီးမဟုတ်ပဲတမျက်စိလဲတဲ့အလုပ်သမားပဲမို့မယူသင့်ဘူးလို့ပြောလိုက်တယ်အဲ့ဒီနောက်မှာဖះကငါ့ကိုဝိညာဉ်ကြောက်တုံးတအိတ်ထပ်ပေးတယ်ဟုဆိုသည်ဖူပင်လေးကဒါဆိုအဖိုးယူလိုက်လားဟုမေးရသူကအင်းယူလိုက်တယ်ပြီးတော့ဖះကပျောက်ကွယ်သွားတယ်နှမျောစရာပဲအဲ့ဒီဝိညာဉ်ကြောက်တုံးအိတ်ကတော်တော်လေးတယ်ဟုဆိုကလက်အောက်သို့ငိုက်ကျသွားသည်ရုတ်တရက်အကိုကြီးချင်းချန်ဤပြင်းထန်လာသောဓာတ်စွမ်းအင်ကြောင့်ဂူတစ်ခုလုံးတုန်ခါသွားပြီးပောက်ကွဲမှုများဖြစ်ပေါ်လာသဖြင့်တုံးကြီးကဲကဖူပင်လေးကိုပွေ့ချီကာပြေးကြဟိဟုအော်ဟစ်လျက်ဂူအပြင်သို့အပြေးလွှာထွက်ပြေးခဲ့ကြရသည်ဂူအပြင်ဘက်သို့ရောက်ရှိချိန်တွင်အားလုံးသည်ဖုံတော်ထဲမှထွက်လာတဲ့ကဲ့သို့မင်းမောင်နေကြသည်6ခုမြောက်ဂိုင်းတူအကိုကအကိုကြီးအစင်ပြေရဲ့လားဟုမေးမြန်းရချင်းချန်ကစောစောကငါကြောက်နေရန်ပေါ်မှာစမ်းကြဲတဲ့ဓာတ်စာအုပ်တအုပ်ကိုမြင်လိုက်ရလို့တစ်ခေါက်လေးကြည့်လိုက်တာနောက်ဆုံးတစ်ကွက်ကိုမထိန်ချုံနိုင်ခဲ့ဘူးဟုတည်ငြိမ်စွာရှင်းပြသည်ဖူပင်လေးကအကိုကြီးကတော့တကယ်ကိုအကိုကြီးပဲတခြားလူတွေယူရင်ကခုံစကားပြောရုံတင်သူယူရင်တော့ဓာတ်ကျင့်စဉ်လေးကျင့်ပြီးအိမ်ဖြတ်တဲ့အထိပဲဟုဆိုကစိတ်ပြက်လက်ပြက်ဖြစ်နေသည်6ခုမြောက်ဂိုင်းတူအကိုကငါတို့ခုနကစူပေါင်းပြီးယူသွားကြလားဟုမေးရစတုတ္ထဂိုင်းတူအကိုကဖြစ်နိုင်တာကမိုးကကောင်းကောင်းမနူးသေးလို့ဖြစ်မှာပါဟုကောင်းကိုကုတ်လျက်ဆိုသည်အကိုကြီးချင်းချန်ကသူဤမှန်ကိုကြည့်ရင်စောစောကငါမှန်တဲ့ကကိုနဲ့ဘာတွေပြောခဲ့လဲဘာလို့ငါမမှတ်မိတော့တာလဲဟုမေးရဖူပင်လေးက9ခုမြောက်ဂိုင်းတူအကိုအဖိုးမမှတ်မိတာပဲအကောင်းဆုံးပါဟုနှကန်းစုကဆိုလိုက်သည်ထို့နောက်6ခုမြောက်ဂိုင်းတူအကိုသည်စာအုပ်ကိုလှန်လောဖက်ရှုပြီးမိစ္ဆာလောကထူးဆန်းထွေလာမှတ်တမ်းစာမျက်နှာ329ရဒါကဟော်ဆိုင်ကျန်းရှုခြင်းမှုပဲစားသုံးပြီးပါကစိတ်အာယုံမာယွင်းခြင်းမရှိသောအရာများကိုမြင်တွေ့ခြင်းမရှိသောအတန်များကိုကြားရခြင်းစိတ်ကူးတွေကတငယ်ချင်းများနှင့်စကားပြောခြင်းပုံမှန်မဟုတ်သောအပြုအမူများပြုလုပ်ခြင်းတို့ကိုဖြစ်စေနိုင်သည်ကျွမ်းကျင်သူဖြစ်သောစေးဖော်ဆက်သူ၏လမ်းညွှန်မှုဖြင့်သာစားသုံးရန်အကြံပြုအပ်တော်လဲငါတို့စီမှာအဲ့ဒီလိုလူမရှိဘူးဟုသတိပေးလိုက်သည်တုံးကြီးကဲကဒီနေရာမှာဆက်နေလို့မရတော့ဘူးဟုဆိုကခီးဆက်ရန်ပြင်ဆင်ကြသည့်လန်ခီးတွင်ဖူပင်လေးကအကိုကြီးအဖိုးကအဲ့ဒီဓာတ်ကွက်တွေကိုစိတ်ထဲထည့်ထားတော့မဲလားဟုမေးရချင်းချန်ကအဲ့ဒီဓာတ်ကျင့်စဉ်ကတကယ်ကိုစမ်းကြဲလွန်းနေဟုဖြေသည်ဖူပင်လေးကဒါပေမဲ့အဲ့ဒါကအတူကြီးလေးဟုဆိုတော့လဲချင်းချန်ကငါသိတယ်ဒါပေမဲ့စမ်းကြဲတာကတော့အစ်စ်ပဲဟုပြန်လဲဖြေကြသဖြင့်ဖူပင်လေးမှသွားပါပြီအကိုကြီးကယူသွမှုတွေကနေနယ်ပယ်အစ်တစ်ခုကိုတောင်ရောက်သွားပြီပဲဟုညီးတွားလိုက်သည်6ခုမြောက်ဂိုင်းတူအကိုသည်စာအုပ်ထဲ၌စီကံအစ်တစ်ခုကိုတိုးမြင့်ရေးသားကဒီမိုကိုကောင်းကင်ဓာတ်ဂိုင်းရဲ့တားမြစ်မှုစီးရင်နဲ့ထည့်သွင်းလိုက်သည်ချိုးဖောက်သူအားတလားတမျက်စိလဲစေမီအကယ်၍ဆိုးရွားစွာချိုးဖောက်ပါက9ခုမြောက်ဂိုင်းတူအကိုမှကြည့်ပြီးကိုချီကျူးနေတာကိုတလားပတ်လုံးနားထောင်စေမီဟုရေးသားလိုက်ရဖူပင်လေးကဒါကတော့တကယ်ကိုကောင်းမွန်တဲ့ဖြစ်တယ်ပဲနောက်ဆုံးတော့ဒီဟင်းရည်ဆိုးကြီးတွေကိုထပ်စားစရာမလိုတော့ဘူးဟုဝမ်းသာအားရဆိုသည်ထို့နောက်ရင်းတို့သည်မိစ္ဆာလောက၏နေဆက်ဖြစ်သောဟေဖုံးကူတို့ရောက်ရှိခဲ့ကြသည်ထိုတောင်ကြားရှိပြင်းထန်လာသောလေပြင်းများကြောင့်အားလုံးသည်မြေပြင်ပေါ်၌ဝစ်စင်းလျက်တွားကဖျက်ကျော်ခဲ့ကြရသည်6ခုမြောက်ဂိုင်းတူအကိုကစာအုပ်ထဲတွင်ဟေဖုံးကူတွားခြင်းနီလန်ဒုတိယအကြိမ်စမ်းသပ်မှုကျွမ်းကျင်မှုတိုးတက်လာသည်ဖျက်ကျော်မှုနှုန်းမြန်ဆန်လာသည်သို့သောပုံရိပ်ကတော့သူ့ညပဲဖြစ်နေတော့မယ်ဟုရေးသားလိုက်သည်တောင်ကုန်းထက်သို့ရောက်ရှိချိန်တွင်ကမ်းပါအောက်၌တောက်ပနေသောကုံသွယ်ရေးဈေးကိုမြင်တွေ့ရသဖြင့်ဖူပင်လေးသည်အလွန်ဝမ်းသာသွားကမကြခင်မှာလူအုပ်ထဲကိုရောနှောသွားနိုင်တော့မယ်လှေစီးပြီးပြလို့ရတော့မယ်ကောင်းကင်ဓာတ်ဂိုင်းကိုအမြန်ဆုံးပြန်ရောက်တော့မယ်လေးခုမြောက်ဂိုင်းတူအကိုလှုပ်တဲ့ပေါက်စီအစ်စ်တွေကိုစားရတော့မယ်ကိုယ့်ရဲ့ကြောက်ကတင်ပေါ်မှာအိပ်ရတော့မယ်ကိုယ့်ရဲ့လာတာကိုကြည့်ရတော့မယ်ဆာလဖာနတ်တွေမရှိတဲ့လေတူကိုရှူရှိုက်ရတော့မယ်ငါတို့တွေအိမ်ပြန်ရတော့မယ်ဟုကလေးတဘာဝပျော်ရွှင်စွာအော်ဟစ်လိုက်သည်
သို့တော့ရုတ်တရက်သုံးအကြီးကဲအကိုကြီးချင်းချန်နှင့်အခြားကိုင်းသားများအားလုံး၏မျက်နှာများမှာအံ့ဩတုန်လှုပ်မှုများဖြင့်ပြည့်နှက်သွားကရှေ့သို့စူးစိုက်ကြည့်လိုက်ကြသည်ဖူပင်လေးသည်လည်းသူမ၏လက်သီးလေးကိုတင်းတင်းဆုပ်ကန်လျက်တစ်စုံတစ်ခုသောအန္တရာယ်သို့မဟုတ်ကြီးမားလာသောအပြောင်းအလဲတစ်ခုကိုရိပ်မိသွားသည့်တင်းမာလာသောမြင်ကွင်းဖြင့်ဤအပိုင်းလေးသည်ပြီးဆုံးသွားပါတော့သည်